ရွာမှာနေတော့ကအမေချက်ကျွေးတဲ့ဟင်းလေးသတိရလို့စားကျင်စိတ်ပေါက်တာနဲ့ငါ6လဲရှိတာနဲ့ຫນွေပဲသီးလေးနဲ့ရောပြီးချက်လိုက်တော့ဟင်းတစ်ခွက်ဖြစ်သွားတယ်အမေချက်ကျွေးတဲ့ဟင်းတော့ဘယ်စားကောင်းမှမလဲနော်အမေလက်ရတော့ဘာဟင်းပဲဖြစ်နေကိုတွေတော့ကစားလို့ကောင်းတယ်လေဒါမဲ့ဘလို့ပဲဖြစ်နေအမေတို့အလွမ်းပြေတာပေါ့ဒီလိုလေးတွေအမေချက်ကျွေးတဲ့ဟင်းမျိုးလေးတွေကိုပါလိုက်ချက်စားတော့နော်ငချောက်လေးနဲ့ပထမဆုံးငချောက်လေးကြည့်ပဲရေအရင်ပြုတ်ပလိုက်တယ်နည်းနည်းအငံလေးလည်းပေါ့သွားပြီးရင်စားဟင်းကြုံမုံလေးပါလေးထည့်စားတော့နည်းနည်းပဲထည့်ရတာပေါ့နော်ငချောက်ဟင်းဆိုတော့ငံတက်ကပါပြီးသားဆိုတော့ဟင်းကြုံမုံတို့စနွင်းမုံတို့မြုပ်သီးကြားမုံလေးနည်းနည်းထည့်ပြီးရင်ຫນွေပဲသီးလေးထည့်ငချောက်လေးစီးပြန်လာပြီဆိုရင်ຫນွေပဲသီးလေးထည့်လိုက်တော့ပေါ့ဒီဟင်းစားပြီးရင်တော့ညာကိုလွမ်းသွားတာပေါ့လေလုံးဝညာကိုပြန်ရောက်သွားသလိုပဲခံစားရတယ်အဲ့လိုလဲဆိုတော့ကျွန်တော်တို့အညာမှာလဲဆိုင်ချိန်တို့ပြိုးနှုတ်ချိန်တို့ဆိုဒီလိုဟင်းမျိုးတွေပဲချက်ကျွေးတာများတာဟုတ်ဒါကြတော့မိရလည်းချက်ကျွေးတယ်ကိုရီးယားလည်းစားလို့ကောင်းတယ်အခုတော့မိလိုက်ရအတိုင်းမမိပေမဲ့ကိုလည်းစားလို့ကောင်းအောင်တော့ကြံဖန်ပြီး